နဖျားရဲ့အတန်တိတ်ဆိတ်သွားတဲ့နောက်မှာတော့တာချန်မြို့တော်ရဲ့လမ်းမတွေပေါ်မှာလူတွေအားလုံးစွန့်အားပြီးမြင့်တက်ကြံခဲ့ကြတယ်။နေရအနှံ့မှာတီတိုးဖြောက်တံတွေနဲ့စူညံသွားတဲ့အချိန်မှာငါရဲ့အကြီးကနန်းတွင်းစာကြီးဆောင်စီရောက်သွားခဲ့တယ်။အဲ့ဒီမှာတော့ဧကရစ်ကြောက်ရွံ့တဲ့ရောက်ဒေါသကိုပောက်ကွဲပြီးစားပွဲကုန်းကိုဝုန်းကနေရိုက်လို့မတ်တက်ချရလိုက်တယ်။ဒီခွေးကိုကြီးလင်းရွံအင်ရှေ့ဆန်ကိုတောင်လှုပ်ချင်ရဲတယ်ဗောလေ။ငါ့ကိုအားနာမရှိတဲ့အယုတ်တရုပ်လိုများထင်နေသလား။အခုနဖျားကလင်းရွံပုံနေတဲ့နေရာကိုအတိအကျပြပေးထားပြီးနန်းတွင်းအဆောင်တက်တွေအားလုံးချက်ချင်းချီတက်ကြလင်းရွံလည်းသူ့လူတွေကိုတယောက်မကျန်ဖမ်းဆီးပြီးငါစီအရောက်ခေါ်လာခဲ့ဒီတစ္ဆာဖောက်ကိုငါလက်နဲ့ပဲအပိုင်းပိုင်းဖြစ်စေရမယ်အမိန့်တော်ရတာနဲ့နန်းတွင်းရွေးမတွေဟာချက်ချင်းပဲရန်တိုက်စီဦးတည်သွားပြီးပိတ်ဆို့ဝိုင်းရန်လိုက်ကြတယ်အဲ့ဒီအချိန်မှာရန်တိုက်ထဲမှာပုံနေတဲ့လင်းရွံကတော့ကြောက်လန့်တုန်လှုပ်ပြီးမြေပြင်ပေါ်လဲကျနေရှာပြီနဖျားကတကယ်ပဲအရာရာကိုမြင်နိုင်စွမ်းရှိတာလားငါတို့တေးယုံနဲ့ရှိတော့တယ်လို့စိတ်ထဲမှာထိတ်လန့်နေတော့မှာပဲနန်းတွင်းတက်တွေကတကားကိုအကြမ်းပတန်ကန်ဖွင့်ဝင်လာပြီးသူ့ကိုအပြင်ဆွဲထောက်သွားကြတော့တယ်ပြီးတော့အဲ့ဒီနေ့လေပါပဲတစ္ဆာဖောက်လင်းရွံကိုတစဲစဲမှုန်းပြီးကွက်မြက်လိုက်ကြတော့တယ်ဒီမြင်းကွင်းကိုဖမ်းပေါင်းကြောင်အပြင်ကနေကြည်နေတဲ့ငါတော့စိတ်ထဲတော်တော်လေးကြည်နေသွားမိတယ်နန်းတွင်းအကွက်စင်းတွေကခက်ခဲတယ်လို့ဘသူပြောလဲငါတော့စကတ်တခွန်းနဲ့အကြက်အတကြီးကိုလွယ်လွယ်လေးရှင်းပြလိုက်နိုင်တာပဲဘာမှမခက်ပါလားလို့တွေးပြီးဆိုဖာပေါ်ပြက်လဲလိုက်တယ်ငါရဲ့အစ်စ်အမန်းကပါမှာတော့အခုကနွေရသည့်ရဲ့အပူဆုံးအချိန်ပဲဒါကြောင့်အပူရန်တက်တာအောင်အရာကွန်းကိုအေးဆုံး16ဒီဂရီစင်တီဂရိတ်အထိလျှော့ချလိုက်မိတယ်ဒါပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲစနစ်ရဲ့အေးဆက်ဆက်အတန်းကခေါင်းထဲရောက်လာတယ်တတိပေးပါတယ်အင်းရှင်ဒီအရာကွန်းကိုအသက်သွေးလိုက်တဲ့ဖြင့်အလွန်ပြင်းထန်တော့အေးလိုင်းဒီတချမ်းမြေတော်ကိုမကြခင်ဝင်ရောက်တော်မီအချိန်မီမတားဆီးနိုင်ပါကတချမ်းမြင်းဆက်အခုလုံးရှင်တန်ရဲ့အချက်အတဲကြီးနဲ့ရင်ဆိုင်ရပါလိမ့်မည်ဒါကိုကြားမှာငါလည်းလန့်ဖြတ်ပြီးဖမ်းပေါင်းကြောင်စီအမြန်ငုံကြည့်လိုက်မိတယ်အရာကုန်းကထွာလာတဲ့အေးဆက်တဲ့လေတွေကဖမ်းပေါင်းကြောင်တွေကိုတိုက်ရိုက်တိုးဝင်သွားတာကိုငါအတွက်အေးတဲ့လေကသူတို့အတွက်တော့ကပပြက်မဲ့ရေခဲခေထစ်သွားတာပေါ့ငါအရာကုန်းကိုချက်ချင်းပြန်ပိတ်လိုက်ပြီးမဲ့နောက်ကျသွားပြီးဒေးတိမဲ့တဲ့အနုမြကပါလေးထဲမှာလီပြင်းတွေတိုက်ခတ်နေပြီးကျုံးရည်တွေပါခဲကုန်ပြီးလေတွေကရေငွေတွေကလက်တီးပုံခန့်ရှိတဲ့မိုးဒီတွေအဖြစ်ကောင်းကင်ကနေရွာချနေတော့တယ်အဝိအစားအလုံးလောက်မရှိတဲ့တာချန်ပြည်သူတွေဟာတကိုယ်လုံးပြာနန်းပြီးနင်းနေတဲ့မှာအလိတ်လိတ်လဲကြကုန်ကြတယ်ဧကရိုက်ကြောက်ရွှမ်းလဲမြုပ်လင့်ချက်ကုံဆုံးစွာနဲ့ကောင်းကင်ကိုမောက်ကြည့်ပြီးအော်ဟစ်ဆူပေါင်းရှာတယ်ကြီးမြတ်လာစွာသောကောင်းကင်ဘုံအရှင်သခင်ကြီးစုပြုပြီးတာချန်ကိုနောက်တစ်ချိန်ကဲ့တင်ပေးပါဦးကျွန်ုပ်၏ပြည်သူများကိုကဲမတနာတော်မူပါပျက်စီးတော်မဲ့ဖန်ပေါင်းကြောင်ကိုကြည့်ပြီးငါလည်းပြားပြားတလဲထစ်သွားရတယ်ဒီကဘာလေးရဲ့အပူချိန်ထိန်းစနစ်ကအားနဲ့လွတ်နေကြောင်းတဘာဝအတိုင်းနွေးလာတာကိုစောင့်နေရင်လူတွေအကုန်အသက်ပြောက်ကုန်တော့မယ်ဒါနဲ့ငါလည်းအဝက်ဘီရိုစီအမြန်ပြေးပြီးမတုံးတော့တဲ့ဂုံးဆောင်ဟောင်းတစ်ထည်တွေကနူးညံ့တဲ့ဂုံးတွေကိုလက်တဆုပ်စားနှိုက်ယူလိုက်တယ်ပြီးတော့စာကနာနဲ့ညှပ်ပြီးတချန်မျိုးတွေရဲ့အပေါ်ကနေစောင်းကြုံပေးကလို့ညီညာစွာဖြန့်ခင်းပေးလိုက်တယ်အပူရန်ကိုထိမ့်ပေးမဲ့အမုန်းကာကြီးလှုပ်ပေးလိုက်တာပေါ့တချန်ပြည်သူတွေကတော့အန်အော်တကြီးနဲ့ကောင်းကင်ကိုမော့ကြည့်ဟေးဒါကနှင်းနေမဟုတ်ဘူးငန်းမွေးတွေလိုပဲတိတ်လဲနှွေးတာပဲဒါဟာနတ်တပြားဖန်ဆင်းပေးတဲ့နတ်မြစ်စာတိမ်တိုက်တွေဖြစ်ရမယ်အေးခေလူနီးပါတော့ပြည်သူတွေဟာအသက်ဆက်ဖို့အတွက်အဲ့ဒီဂွန်းစာတွေထဲကိုတိုးဝင်ခိုးလုံကြတယ်ဒါလည်းအခြေအနေပိုကောင်းတောင်ဖမ်းပေါင်းကြောင်ပေးမှအပူဘေးဆက်အသေးလေးပါချပေးလိုက်တယ်အပူချိန်ပုံမှန်ပြန်ဖြစ်သွားပြီဆိုမှဂွန်းစာတွေကိုစားကနာနဲ့ပြန်ပြီးတေးသေးချာချာသိမ်းဆေးပေးလိုက်တယ်ကြောက်ရွှမ်းကမျက်ရည်တွေစီးကြရင်မြေပြင်ပေါ်ဥချလို့တာချန်ကိုရေခဲပင်အန်ဒီယာကနေနောက်တစ်ချိန်ကဲတင်ပေးတဲ့အတွက်ကြီးမြတ်လာစွာတော့ကောင်းကင်ဘုံနမင်းကြီးကိုအထူးပဲတစ္ဆာရှိစွာတာတို့ခေါ်ပါ၏ဖေဟာအဲ့ဒီအချိန်မှာပဲစနစ်ရထက်မှန်အကြောင်းကြားတန်ထွက်ပေါ်လာပါတော့တယ်အင်ရှင်တီရေခဲခစ်ဘေးအန်ဒီယာကိုအောင်မြင်စွာဖြည့်ရှင်းနိုင်ခဲ့ပြီးတာချန်မြင်းစာပြည်သူများကိုကဲတင်နိုင်ခဲ့ပါပြီ